င်္ဂလာပါကျွန်တော်နေမင်းပါဒီကနေ့လုပ်ငန်းခွင်ထဲမှာအတန်အတွက်မှားတတ်တဲ့စကားလုံး၃လုံးကိုကျွန်တော်ပြောပြပေးမယ်ပထမတစ်ခုကတော့ career လို့အတန်မထွက်ဘူး career ဒုတိယတစ်ခုက resume လို့အတန်မထွက်ဘူး resume တတိယတစ်လုံးကတော့ entrepreneur လို့အတန်မထွက်ဘူး entrepreneur အဲ့တော့ဒီသုံးလုံးကိုကျွန်တော်နဲ့အတူလိုက်ပြီးတော့ practice လုပ်ကြည့်အောင် career resume entrepreneur ဟုတ်ပါပြီ American English အသုံးတော့နဲ့စကားလုံးတွေရဲ့အတန်အတွက်ကိုလေ့လာပြီးတော့ practice လုပ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel ကို follow လုပ်ထားလိုက်ပါ See you tomorrow